ကဲအားလုံးပဲမင်္ဂလာပါဗျဆိုအားလုံးနဲ့48နာရီလို့ထုတ်ဖော်ပြောပြီးမှာတော့ Chelsea တို့ရဲ့နီးပြ Maresca ကအချိန်မရှိဘူးဆိုတဲ့စကားကိုထပ်မံပြောကြားလိုက်ပါတယ်အချိန်မရှိဘူးဆိုတော့ကတော့လက်လုံးမှာသူ့အနေနဲ့စနေနေ့မှာ Premier League အစောဆုံးပွဲစဉ်အဖြစ်ကစားမယ် Newcastle နဲ့ပွဲအတွက်ပြင်ဆင်နေရတဲ့အလုပ်တွေများလို့အချိန်မရှိဘူးလို့ပြောတာဖြစ်ကြောင်းပြောကြားလာပါတယ်ဆိုအားလုံးနဲ့48နာရီပြီးခဲ့တဲ့ Everton နဲ့ပွဲမတန်ခင်က Chelsea နီးပြဘွားရဲ့အဆိုးအဆုံး48နာရီကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ Maresca တယောက် Everton ကို2ဂိုးဖြစ်အနိုင်ရခဲ့တယ်လို့မင်းညာကစားခဲ့တဲ့ Carafon Plan ကာရီနဲ့ပွဲစဉ်မှာလည်း3ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့လို့အနေငယ်စိတ်သက်သာရာရနေပုံရပါတယ်ကာရီကိုအနိုင်ယူပြီးအင်တာဗျူးမှာတော့ Maresca ကပရိသတ်တွေကကျွန်တော်နာမည်ကိုအော်ဟစ်အားပေးတာကိုကြားတာတကယ်ကိုပျော်စရာကောင်းပါတယ်ဒီလိုပွဲမျိုးတွေကကျွန်တော်တို့အင်မတန်မှကိုဝမ်းသာစရာဖြစ်သလိုဘောလုံးပွဲတွေနဲ့ပတ်သက်ပြီးပုံမကောင်းမွန်တဲ့စိတ်ခံစားမှုတွေဘောလုံးပွဲတွေကိုပုံမချစ်ခင်မှုတွေဖြစ်စေပါတယ်ပွဲမနိုင်တဲ့အခြေအနေမှာပရိသတ်တွေမပျော်ရွှင်နိုင်တာကသဘာဝကျရင်အခုလိုအကျိတ်နဲ့ပွဲတွေကိုအနိုင်ယူပြီး semi final အဆင့်ကိုတက်ရောက်နိုင်တာကပရိသတ်တွေတယောက်ကစားသမားတွေတက်ပါအင်မတန်မှကိုစိတ်ခွန်အားဖြစ်စေပါတယ်ရှေ့လာမဲ့ Premier League ပွဲစဉ်16 Newcastle နဲ့စိတ်ချင်းဘက်မှာတွားရောက်ရင်ဆိုင်ရမယ့်ပေါ်စိတ်လို့ရှားနေသလိုခက်စိတ်ကစားတော့မဲ့ရှေ့လာမဲ့ပွဲတွေ Maresca ကအမှတ်တိုင်းပြောရရင်ကျွန်တော်မှအချိန်မရှိပါဘူးအချိန်ဆိုတာကစားသမားတွေနားဖို့အတွက်ပဲရှိတာပါကျွန်တော်တို့နီးပြအဖွဲ့အတွက်ကတော့လာမဲ့ Newcastle ပွဲအတွက်ဆက်ပြီးအာရုံစိုက်နေရပါတယ်အခုလေ့ကျင့်ခွင့်ကိုပြန်တဲ့3နာရီအတွင်းမှာ Newcastle ရဲ့ရှစ်ပွဲတွေ2ပွဲကိုကျွန်တော်တို့ပြန်ကြည့်ပြီးလေ့လာရမှာတွေအများကြီးပါပဲကျွန်တော်တို့အတွက်အချိန်မရှိပါဘူးဒါပေမဲ့ကျွန်တော်လက်လောအင်မတန်မှကိုပျော်ရွှင်ပါတယ်ကျွန်တော်အသင်းရဲ့ကစားသမားတွေပြည်သက်ရဲ့အတွက် semi final အဆင့်ကိုအရောက်ပို့နိုင်ခဲ့လို့အရန်ကိုပျော်ရွှင်မိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့နောက်ထပ်ရင်ဆိုင်ရမယ့်ပွဲစဉ်တွေရှိပါသေးတယ်အဲ့အတွက်ကျွန်တော်တို့တည်တည်ချာချာပြင်ဆင်ရပါဦးမယ်ဒါပေမဲ့ကျွန်တော်အခုဘယ်လောက်ပျော်နေတယ်ဆိုတာခင်ဗျားတို့စိတ်ကူးကြီးတော့ရမယ်မထင်ပါဘူးလို့ဖြေကြားခဲ့ပါတယ်Chelsea တို့အနေနဲ့ဒီရာသီမှာတစ်ပတ်ကို3ပွဲနှုန်းအချိန်ချင်းကစားနေရလို့ရှိလာမယ့် Newcastle နဲ့ပွဲစဉ်ကလည်းဒီတစ်ပတ်အတွက်3ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။ပြီးတဲ့နောက်မှာတော့ဒီဇင်ဘာ29မှာ Aston Villa ကိုအင်္ဂလန် Stamford Bridge မှာအခန့်ကစားမှာဖြစ်သလိုနောက်ထပ်3ရက်အကြာမှာလည်းဘုံမောက်တို့က Stamford Bridge ကိုထပ်မံလာရောက်သွေးတိုးစမ်းကြအောင်မှာဖြစ်ပါတယ်။ပြင်းတော့နှစ်သက်ရဲ့ပထမဦးဆုံးပွဲစဉ်ဖြစ်လက်ရှိ Title Challenger အသင်းတစ်သင်းဖြစ်တဲ့ Man City တို့နဲ့ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။ကာရီနဲ့ပွဲစဉ်မှာခြေစမ်းပြပြီး2ဂိုးသွင်းယူပေးခဲ့တဲ့ကာနာချိုကကာရီကလီဝမ်ကိုဥဆောင်နေတဲ့အသင်းမှာလီဝမ်ကအသင်းဆိုပေမဲ့သူတို့ကဒီအဆင့်ကိုလွယ်လွယ်နဲ့တလန်းခဲ့တာမျိုးတော့မဟုတ်ပါဘူးကျွန်တော်တို့ခြေချော်ဖို့အရန်ကိုလွယ်ကူတဲ့လှဲခွက်တွေနဲ့ပြည့်နေတဲ့ပွဲမျိုးပါရှေးအဆင့်တွေမှာလီ1လီ2ကအသင်းတွေကိုရှုံးပြီးပြုတ်သွားတဲ့အသင်းကြီးတွေတောင်ရှိခဲ့ပူပါတယ်သူတို့ကတကယ်ကိုတောင့်တင်းတဲ့အသင်းတစ်သင်းမှာသူတို့ဘယ်လီမှာကစားနေသလဲဆိုတာကိုကျွန်တော်တို့ဂရုမစိုက်ပါဘူးသူတို့ကောင်းအောင်ကစားသွားခဲ့တာပါသူတို့ကိုအနိုင်ယူပြီး semi final တက်နိုင်ခဲ့လို့အရန်ကိုပြောပါတယ်ကျွန်တော်ကိုလူစားဝင်ကစားခိုင်းခဲ့တယ်ကျွန်တော်လည်းအသင်းအတွက်အကောင်းဆုံးကူညီဖို့စ조사ခဲ့တယ်ကျွန်တော်ရဲ့ဂျာအိုပက်ထရိုရဲ့ကျန်တဲ့ကစားသမားတွေရဲ့အားလုံးကအသင်းလိုက်အနေနဲ့အကောင်းဆုံးအတွက်ဖက်ကစားနိုင်နေပြီပဲဖြစ်ပါတယ်အသင်းအတွက်တစ်ခါတလေပွဲထွက်ခွင့်ရမယ်တစ်ခါတလေမှာတော့အရန်ကုန်ကနေထားလာပြီးအစွမ်းတွေပြရမယ်အရန်ကုန်မှာထိုင်နေရတော့ကျွန်တော်စိတ်မညစ်ပါဘူးဒါတွေကိုဂရုမစိုက်ပဲအသင်းကိုကူညီဖို့ပဲအာရုံစိုက်သွားမှာပါကျွန်တော်တို့လက်ရှိရှင်ပြိုင်နေတဲ့ဖလားအားလုံးကိုအကောင်းဆုံးရှင်ပြိုင်သွားမှာပါနောက်လာမယ့် semi final မှာလည်းဘယ်အသင်းနဲ့ပဲတွေ့အနိုင်ရအောင်ကြိုးစားသွားမှာပါလို့ပြောကြားခဲ့ပါတယ်ရှေ့လာမယ့် Premier League ပွဲစဉ်16အနေနဲ့ကစားမယ့် Newcastle နဲ့ Chelsea တို့ပွဲကစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီးနောက်ဆုံးတွေ့ဆုံခဲ့တဲ့9ချိန်မှာတစ်သင်းကို2ချိန်စီအနိုင်ရထားပြီးတစ်ပွဲအသီးကျထားလို့ဒီပွဲမှာဘယ်သူအနိုင်ကစားသွားမလဲဆိုတာစိတ်လို့ရှာပွဲစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ Maresca နဲ့ Chelsea ဘိုးဖွဲ့ရဲ့အခြေအနေကိုမသိရသေးပေမဲ့အစိုးကြီးမဟုတ်တော့ဘူးလို့ခန့်မှန်းရမယ်ထင်ပါတယ်။တချို့နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။